အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့အရန်ကိုတပ်ပယ်ပြီးတော့အရန်ကိုလှပတဲ့ဖုန်ကြီးကျောင်းတစ်ကျောင်းကိုတွားပြီးတော့ဖျားသွားဖူးမှာဖြစ်ပါတယ်ခင်ဗျာဖုန်ကြီးကျောင်းကိုတော့ရောက်ပြီနေအရန်ပြတော့နေကမျက်မှန်ပဲတက်ပြီးတော့ပဲလေးများလိုက်ပြီအဲ့လေကျွန်တော်တို့ကတငယ်ချင်းတွေနဲ့စုပြီးတွားကြတာဆိုတော့တငယ်ချင်းမိန်းကလေးလေးအများဆုံးပါတယ်ယောက်ျားလေးကကျွန်တော်တယောက်ပဲပါတယ်လှေလက်မဲ့တော့ဝယ်တာပြီးအခုကျွန်တော်တို့လှေစီးစီးပါမယ်အခုကျွန်တော်တို့လှေစီးပါမယ်ခင်ဗျာလှေလက်မခါရဒါလှေလက်မဖြစ်တဲ့နေရာပါဟိုဘက်ကံဖျားဟုတ်ပါအခုသွားမှာလေလေးနဲ့စီးပြီးတော့ဟိုဘက်ကံကိုကူးမှာပါဟိုဖျားတော့ဟိုဖျားကဲလေပေါ်မှာတက်ထိုင်လို့ရှိရင်ကောက်ကောက်မမောင်ထိုင်ကြပါလို့တတိနဲ့ထားပြီးထိုင်ကြပါခင်ဗျာလေပေါ်ရောက်လို့ရှိရင်ကိုထိုးပြီးယူဆိုင်ကြပါလို့အကြံပေးပါတယ်ပါကဲလေရတော့ဆက်ထားပါခင်ဗျာစီးပြီးတော့ဟိုဘက်ဖြတ်သွားရတယ်။လေစီးသွားရတယ်။ဒါကတော့ကျွန်တော်တို့အခုလှိစဖက်လာတဲ့ဂျမ်ဖဲပေါ့။ကဲကျွန်တော်တို့လာတဲ့ပုံကြီးကျောင်းရောက်ပါပြီခင်ဗျာ။ကျွန်တော်တို့လာတဲ့ပုံကြီးကျောင်းမှာလေနာစီးလာတဲ့နေနေရပဲဟုတ်နေ။ကိုပချမ်းလေးကြာအပချမ်းနားကေကဲပုံကြီးကျောင်းတော့ရောက်ပြီ။အရန်ကိုတပ်ပယ်တဲ့ဖျားကိုအားလုံးကျွန်တော်တို့ကိုလိုက်တော့ပူကြပါလို့ဘုန်းကြီးကျောင်းမှာသူ့နေရသူ့ဒေတာလိုက်ရှုခင်းလေးတော့ရန်ထားတယ်ရေကန်ကြီးလေးရှိတယ်ဟောဖြားရအောင်မလဲရေလေးခါစားတဲပွားရေကန်ရတော့စိမ့်စုံနေတာပဲဗျာရန်ကိုစားတဲ့ရေကန်ကြီးပါရေကန်ခါစားတဲပွားပြီရေစိတ်ပွားပြီဒါလုံးပြီးသေးရလုံလဲလုံနေရနေပချမ်းဆိုလုံဖို့ပေါ့ဟုတ်ပါတယ်ဘုန်းကြီးကျောင်းကအခုချိန်ကြီးကျုပ်ကြီးမောမှန်လို့ပြောပြပါဦးဗျာဘေးနားမှာဆိုလို့ရှိရင်စဝမ်တန်နေတူရိုက်တန်နေပါလေကြားနေရတယ်ဘုန်းကြီးကျောင်းအခုချိန်ကြီးဆောက်လို့မပြီးသေးဘူးဒါပေမဲ့အရန်ကိုလှနေပြီဒီမှာကျွန်တော်အတိပေးချက်တခုရှိတာပါလဲဆိုတော့ဒီចောင်းပြင်လောဝင်မယ်ဆိုလို့ရှိရင်ခြေအိတ်ဆိုးရှိတဲ့သူတွေပဲသူတို့ပေးဝင်တယ်ခြေအိတ်ဆိုးမဆွတ်ထားဘူးဆိုလို့ရှိရင်အဲ့ဒီနေရာမှာခြေဆိုးဝယ်လို့ရတယ်ခြေဆိုးတစ်စုံ20ပေးရတယ်ခင်ဗျာတကယ်တော့ခေစုံမေးဘယ်နဲ့လာလို့အောင်မခေစုံဝယ်ရတယ်ကျွန်တော်ဘာခေစုံလာဆိုတော့ကျွန်တော်မခေစုံလာဆိုတော့ခေစုံဝယ်ကြမလို့ဟာကျွန်တော်မခေစုံလားခေစုံမဲလားသူကခေစုံဝယ်ကြမလို့သူတို့မခေစုံမရဒီဘောခေစုံဝယ်ရတယ်20ပြောမသာပြောတာဒီနေရာမှာခြေစုံမစွတ်ပဲနဲ့လေဘယ်သူမှတက်မနေနိုင်အရန်ပူတယ်ရောက်တော့ရောက်ခိုက်လေကျွန်တော်လဲပဲလေးမရောက်တော့တက်ဖို့လေးရိုက်လောက်အောင်မယ်ဟဲ့လေအဲ့ဒါလေးအတိပေးချင်တာပါဗျာကဲကျွန်တော်နဲ့တူတူဖျားလိုက်ပူကြပါဦး
ဒီအောက်မှာအရန်ကိုတပ်ပယ်တဲ့ဖျားပါဖျားရောအရန်တပ်ပယ်တယ်ဗျာဖျားခိုင်းတော့မှရှယ်ကြီးဗျာအရန်တပ်ပယ်တယ်အရန်လည်းလှတယ်ဒီနေရာပတ်စံလှူတဲ့နေရာပါကျွန်တော်တို့လည်းဖျားရောက်တုံရောက်ခိုက်လေးလူချင်းတဲ့စုလေးတောင်းလိုက်ဦးမယ်ဘေးကတယောက်ကလည်းဖုံးဝင်လာပြီးတော့လောက်ဖွင့်ခိုင်းတယ် လာလဲလာပဲဒီကလာလဲတာရှင်းတာအမခရိုင်ကနာအေးဒီနေအပြည့်စုံနဲ့မွေးနေပိုင်းရနာမွေးပေါ့ပါမျိုးမွေးနေမနာသားလေးလေနားလေးပူပြီးတော့အေးတော့ဘာကလေးနဲ့ရောက်ဖိုက်တာအေးဒီနေပြီတော့ဒါရတာပဲတော့ဖြားရတာပဲတော့လေဒီကရွှေနာငွေနာကိုတိတာလောယူဆိုပုံကမာတီထုံအပေါ်ကြံမျိုးပြုလို့ပြီးရသိပြီးလို့တနေ့ကဖြာလက်တော်ဝင်နေခါ ကဲအောက်မှာလည်းဖျားဖူးလို့ပြီးပြီဆိုလို့ရှိရင်အပေါ်ထပ်မှာကြံနေတယ်အပေါ်ထပ်ကိုတက်မယ်ပြင်ရလည်းကြည့်လို့လှတယ်နော် လှန်ရောထဲဟုတ်တာပဲဒီကဒါတော့အပေါ်ထပ်အမထားလို့ဒီမှာခုနကပေါ်မထား ကဲဒါအပေါ်ထပ်ပါအပေါ်ထပ်မှာလည်းအရန်ကိုတက်ပဲတဲ့ဖျားရှိပါတယ်ခင်ဗျာကြည့်လိုက်ပါဦးအောက်မှာကျတော့ရှိုးရီပေါ်မှာကျတော့ငွေနဲ့ပြီးထောင်လာတဲ့ဖျားလိုမျိုးပေါ့ဖျားကတော့ထိုင်တော်မူဖျားပါaprès çaရောက်တဲ့နေရာမှာဓာတ်ပေါ်တော့ရိုက်တာပဲကြည့်ပါလားဗျာအရန်ကိုတပ်ပဲတဲ့ဖျားပါဖျားလဲဝါအောင်ဖူးလို့ပြီးပြီဆိုတော့ပြန်မယ်ဗျာပြန်မယ်ပြန်ပြီလှေကတော့အသွားပြန်ပေးပြီးသားပါအခုလှေသွားစီလို့ရှိရင်လည်းစောစောကလာတဲ့နေရာမှာပဲပြန်ပြီးတော့သွားစီရတာပါကိုဘက်ကံကိုပြန်သွားလို့ရအောင်ပေါ့နော်လှေပေါ်ရောက်တော့မှပဲကိုသွားတဲ့တင်ငယ်ချင်းတွေပြန်ပြီးဆုံရတယ်ခေါင်းကြီးចောင်းပေါ်တက်ပြီးလှေပေါ်ကနေဆင်းပြီးတော့ចောင်းပေါ်တက်ပြီးဆိုကြတဲ့တင်ငယ်ချင်းတွေနဲ့တယောက်တစ်ပွဲတစ်ပြားစီဖြစ်ကုန်တာအခုလှေပေါ်ရောက်တဲ့ချိန်မှာတင်ငယ်ချင်းတွေနဲ့ပြန်တွေ့ရတယ်ဗျာส้มโอลีลาเยอะ ก่อนนะว่าใครได้ขึ้นเรือดีมากไม่เป็นไรส้มโออ่ะยังไงเปลือกเขาลอยไม่คุณ Let's go นี่เหมือนเราจะไปก่อนลำพูเมื่อก่อนต้องนั่งเรือแบบนี้นะใช่เมื่อก่อนไม่ได้มีสะพานข้ามที่ว่าตรงสันหลักเมืองอ่ะต้องนั่งเรือแบบนี้เหมือนกัน
วันนั้นที่ไปวัดอรุณน่ะก็นั่งเรือข้ามเหมือนกัน ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို like and subscribe လေးလုပ်တာပေးခဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ bye bye